ဆိုတော့ကျမဒီကနေ့မှာအချိန်လည်းအများကြီးမရတော့တာဖြစ်တဲ့အတွက်ပေါ့နော်အနေငယ်ကျမရဲ့အသက်တာလေးကိုတည်တည်ခံခြင်းနဲ့ဆိုတော့ကျမရဲ့အသက်တာကလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကပေါ့လေဆိုတော့ကျမဘဝလမ်းကြောင်းတစ်ခုမှာကျမပြေးခဲ့တယ်အဲ့ဒါကတော့ကျမကအရင်တုန်းကအနုပညာတွေလုပ်ခဲ့တယ်အဆိုတော်ပေါ့နော်တခြင်းဆိုတဲ့သူအရင်ဆုံးလုပ်ခဲ့2013ခုနှစ်မှာကျမတခြင်းဆိုပြန်ပွဲမှာစုရပြီးတော့မှ2013ဆိုရင်ဒါဆိုရင်အခု10နှစ်ကျော်ပြီပေါ့လေဆိုတော့အဲ့ဒီအချိန်မတိုင်ခင်ကတော့ငယ်စဉ်ကလေးကကိုကပြောမယ်ဆိုတော့မီအိုဖလာခရီးယန်ပေါ့လေဆိုတော့ခရီးယန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားကျောင်းကိုတော့အပတ်တိုင်းသွားတယ်ဘုရားကျောင်းတပတ်မှမပြတ်ဘူးပြီးရင်တခြင်းတွေလည်းစိုးတယ်စိတ်ပေါ်မှာဆိုကိုကအထိတ်ဆုံးကဆိုတာလို့ရှိရင်ဘုရားကိုအရန်ချစ်လားဆိုတော့ချစ်ပါတယ်ဆိုတော့ဘုရားကိုလည်းအရန်သိပါတယ်ဆိုတော့အရန်ကိုဘုရားကိုအားကိုးခဲ့တာပေါ့လေအဲ့ဒီအချိန်တုန်းကကျမနောက်ကိုအောင်မြင်ခြင်းတွေကလိုက်တယ်ဘာကြောင့်လဲဆိုတော့ဘုရားကိုကျမရှာတဲ့အတွက်ကြောင့်ဘုရားကိုကျမကရှာလေအောင်မြင်ခြင်းတွေမျက်နှာသာရခြင်းတွေဝမ်းမြောက်ခြင်းတွေကျမရဲ့အသက်တာထဲမှာဘာမှလိုအပ်စရာမရှိတော့အောင်ဘုရားခင်ကျမကိုချီးမြှောက်တယ်ကျောင်းမှာဆိုလဲကျောင်းမှာချီးမြှောက်တယ်ဆိုတော့အပြင်မှာတွေ့လဲအပြင်မှာချီးမြှောက်တယ်ဆိုတော့ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းကိုတဖြည်းဖြည်းနဲ့ကျမခံစားရတာပေါ့လေဒါပေမဲ့2013အဆိုတော်ဖြစ်ပြီးတော့မှကျမဒီလမ်းကြောင်းတစ်ခုကိုကျမရောက်ခဲ့တယ်ဆိုတော့ဒီယဉ်ကျေးပညာလမ်းကြောင်းကိုကျမရောက်ခဲ့ပြီးတော့2013ကနေပြီးတော့မှ2015လောက်ထိကအဆင်ပြေတယ်ဒါပေမဲ့2015အကျော်ပိုင်းမှာဘယ်အရာတွေကပြောင်းလဲလာလဲဆိုတော့ကျမကဖယားရဲ့နောက်ကိုမလိုက်တော့ဘဲနဲ့အောင်မြင်ခြင်းတွေနောက်ကိုပြန်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဆိုတော့အဲ့ဒီအရာကိုမသိဘူးနော်ကိုယ့်ရဲ့စိတ်ထဲမှာမသိခဲ့ဘူးငါဒီတိုင်းပဲဖယားကိုအားကိုးတယ်ငါဒီတိုင်းပဲဖယားကိုချစ်တယ်ပေါ့လေဖယားကိုလည်းတကယ်ပဲကယ်တင်ခြင်းရပြီပေါ့အဲ့လိုထင်ခဲ့တာတစ်သက်လုံးခရစ်ယာန်ပဲတစ်သက်လုံးဖယားကြောင့်တက်ခဲ့တာပဲဒါပေမဲ့အဲ့ဒီ2015အကျော်နောက်လောက်မှာစတာဆိုတော့ကိုယ့်ရဲ့ခံစားချက်တွေကပုံမှန်လို့မဟုတ်တော့ဘူးအရင်တော့ဆိုလို့ရှိရင်ဖယားကိုရှာတယ်ဖယားနဲ့ပတ်သက်ပြီးတော့နံပါတ်1ထားတယ်အဲ့2015 2016တုန်းကဆိုတော့ကျမရဲ့ဒါနေရာလေးတစ်ခုကိုရခဲ့တဲ့အချိန်ပေါ့လေအဲ့အချိန်တုန်းကဆိုလို့ရှိရင်တော့ကျမကငါနေရာတစ်ခုကိုရောက်နေပြီပေါ့ဆိုတော့ဘုရားကျောင်းလေးကျမကိုခေါ်တဲ့အခါမှာကျမကအဲ့ချိန်ဘလို့စဉ်းစားလာပြီလဲဆိုတော့ငါအားရင်သွားပြီးလိုက်မယ်လေငါမအားရင်သွားဘူးပေါ့ပတ်စံရှာတာပိုအရေးကြီးတယ်တချို့ပွဲတွေဆိုလို့ရှိရင်ပတ်စံအများကြီးရတဲ့ပွဲနဲ့တစ်ခါကျရင် Sunday ကိုလုံးဝသူတို့က Sunday ကိုမှခေါ်ကြတာကိုကအဲ့ဒီဘုရားကျောင်းတက်ရမယ်လေနော်တစ်သက်လုံးကိုဘုရားကျောင်းတက်ခဲ့တာလေဒါပေမဲ့တဖြည်းဖြည်းနဲ့ဘုရားခင်ကရွေးချယ်စရာတွေကိုကိုယ့်ရဲ့လက်ထဲမှာကိုယ်ပေးတယ်ပေးတဲ့အခါမှာရွေးချယ်ရပြီဆိုတော့ဒီဘက်မှာပတ်စံအများကြီးရတဲ့အလုပ်ဒီဘက်မှာကျတော့ပတ်စံတပြားမှမရဘဲနဲ့ဘုရားကျောင်းမှာသွားပြီးချီးမွမ်းမှာအမရွေးလာပြီအစတစ်ခါလောက်ကတော့အေးပါလေဘုရားလုပ်ကိုရွေးလိုက်ပါမယ်လေရွေးလိုက်တယ်စိတ်ထဲမှာဝမ်းမြောက်ခြင်းမရှိဘူးအဲ့ဒါကိုနှမျောနေတာငါအဲ့ဒီပွဲကိုသွားလိုက်မယ်ဆိုရင်ငါပတ်စံတဲ့ချီရမှာဒီမှာတော့ကွာဘာမှမဟုတ်ပဲနဲ့အဲ့အတွေးတွေကဝင်ဘာမှမဟုတ်ပဲနဲ့အသင်းတွေသွားဆိုပေးနေရတယ်စမပြေပါဘူး